ဒီနေ့ကမိဘတွေညီအကိုမောင်နှမတွေရဟန်းတန်ဃာတွေတရားဓမ္မတွေနဲ့မွန်ပြည်နယ်ကြိုက်ထူမြို့ကပေါင်းလုံးတောင်ပေါ်မှာရှိတဲ့ကြိုက်ထီယိုစံတော်ရှင်စေတီတော်မြတ်ကြီးကိုသွားရောက်ဖူးမြော်ကြမှာဖြစ်ပါတယ်ခုကတော့ရန်ကုန်ကနေပြီးတော့မနေ့9 နာရီထွက်လာတော့เนาะဘောမျိုးကကြောင်းအားရှိမှာမိနစ်20လောက်တန်းစီရတယ်ပြီးတော့စစ်တောင်းတရားမှာလည်းမိနစ်20လောက်တန်းစီရတယ်ပေါ့နော်မနေ့9 နာရီရန်ကုန်ကထွက်တာဆိုတော့လူတို့ဒီလမ်းမှာဒီတန်းစီတာနဲ့ပါလဲဆိုတော့ကင်မွန်စကမ်းပေါ့နော်တောင်ချီရတယ်ကျဒီကိုတောင်ပေါ်တက်မှာပေါ့လေကျဒီကိုတောင်တက်ကားတွေရှိတယ်ဒီကင်မွန်စကမ်းကို9 နာရီပေါ့နော်9 နာရီမှာမိတို့ရောက်ပါတယ်ကျဒီကိုတောင်ပေါ်တက်မယ်ဆိုရင်တောင်တက်ကားကခြေကမ်းဆိုရင်တယောက်ကို9,000ပေါ့နော်နောက်ခန်းမှာလိုက်လို့ဆိုတော့9,000ပေါ့နော်ခြေကမ်းမှာ300လိုက်လို့ရတယ်ပေါ့နော်ကျန်တာတော့နောက်ခန်းမှာတော့30ကျော်40လောက်လိုက်လို့ရတယ်ဒီကခြေကမ်းကိုဖြတ်လိုက်တယ်ပေါ့နော်ဒီကနမနဲ့နေရတော့ခြေကမ်းကိုဖြတ်လိုက်တယ်တယောက်ကို9,000ပြရောက်တယ်ခြေကမ်းဆိုရင်3ယောက်စီးလို့ရတယ်ပေါ့နော်ခြေကမ်းဆိုရင်ဒါ3ယောက်စီးလို့ရတယ်အမှန်ဆိုရင်တော့40 38 40လောက်စီးလို့ရတယ်လို့သူတို့ပြောတယ်ပေါ့နော်အဲ့တော့တောင်တက်ကားချိန်ကတော့ပုံမှန်ဆိုတော့30 35မိနစ်လောက်40လောက်တော့မောင်းရတယ်လို့ဆိုတော့အကြာကြီးတော့မစီရပါဘူးခြေကမ်းမှာဆိုရင်ဒီလိုပေါ့နော်တောင်တက်တောင်ဆင်းလေးကိုတိတိကျကျမြင်ရတယ်ပေါ့နော်။အဲ့ဒါတော့ဆိုမြင်ရတဲ့ဒီတောင်လေးကိုလည်းတိတိကျကျကြည့်ခွင့်ရတယ်ပေါ့နော်။ဒီမှာတောင်လေးတောင်တက်တယ်တကယ်ကိုလာပါတယ်ဒါတော့တောင်တက်ပေါ့နော်။ကျွန်တော်တို့ဒီမှာဂိမ်းမှာကစီးတရား52စီးတယ်သူ့နေရာနဲ့သူ့ခွဲ152စီးတရက်152စီးမတက်အောင်လားဘယ်နဲ့ရမလဲဟုတ်လားတရားဘူးကြာတော့မှာအဲ့လိုလားဘူးလေဒီနေ့နေရာနဲ့ကြာသေးတာဒီနေ့မှတခါ1000ပြန်တယ်2ရက်လောက်ပြန်တာဒါဒီနေ့အင်္ဂါနေ့ဒါနဲ့ပါအေးပေါ့ဒီနေ့ဆို2ရက်ဖြစ်သွားတာနော်ကြာဟိုကကြာတာအဲ့တော့ကျွန်တော်ပြောတော့ပြီးတော့1000ရတာပေါ့တော့ပြန်ကျွန်တော်နိုင်တော့ဘာရခိုင်းဆိုရင်တော့အပေါ်မှာတက်ရတာချမ်းမဲ့ရတာနောက်လေးကြာမှာဒီလိုမနက်ပိုင်းပြန်တယ်တခါကြီးတို့ကြတော့ဘယ်လိုမောင်းမှဘယ်လိုပြောမလဲလာရတာလားဒီတိုင်းတက်ဘယ်လိုလာခဟုတ်ရပြီးတော့ကြတော့သူရတယ်တောက်ကြည့်ပေးတဲ့ပုံပါတွေရှိတယ်သူရတယ်နားလာပေးတဲ့ပုံပါရှိတယ်ဒီကားဘာနာပြောတယ်150ကျော်ကတူးတဲ့ပိုင်တာမဟုတ်ဘူးပေါ့မိနစ်20လောက်တောင်တက်ကားစီးပြီးဆိုတော့ရတိတောင်ပေါ့နော်ကီးပဲစီးနေရဘူးရောက်လိမ့်မယ်ပေါ့နော်ကီးပဲစီးလို့ရတယ်ပေါ့နော်အဲ့ဒီနေရာကနေပြီးတော့ကီးပဲနဲ့တောင်ပေါ်တက်လို့ရတယ်ပေါ့နော်တောင်ပေါ်ကိုရောက်ဖို့တော်ကြီးနေပေါ့နော်ကီးပဲက15 မိနစ်ပေါ့နော်ရောက်15 မိနစ်လောက်ပဲစီးလို့ရတယ်ပေါ့နော်အဲ့တော့ကီးပဲစီးမယ်ဆိုရင်တောင်ပုံမှန်ပဲရတယ်ကီးပဲလေးစီးမယ်ဆိုရင်တယောက်ကိုအတက်တင်2000ပေါ့နော်ကဲ၍အတက်အဆင်းကိုတစ်ခါတည်းဖြတ်မယ်ဆိုရင်တော့3000နဲ့ရတယ်လို့ပြောတယ်ပေါ့နော်ဒီနေ့ကီးပဲနဲ့တက်သွားပြီးတော့နောက်နေ့မှာကီးပဲနဲ့ပြ
ပြန်ဆင်းလာလို့ရတယ်ပေါ့နော်တခါလဲတပိတ်တဲ့ဒီကေပဲစီးရပေါ့နော်မိုးကေပဲစီးတဲ့အခါမှဖြတ်သွားလို့ဆိုတော့ဒါ3000လို့ပြောပါတယ်ပေါ့နော်ဒီမှာဟိုမှာမြင်ရတဲ့ကကေပဲလေးပဲနော်မိမိတို့ကတော့မနေ့ကစီးပြီးတာဆိုတော့ဒီနေ့ကမစီးတော့မနေ့ကတော့1000ပဲရှိတယ်ပေါ့နော်တက်ဆင်းတော့1000ပဲဟိုကအတက်ဆုံး1000အတက်ဆင်းတစ်ခါလေးဖြစ်တယ်ဆိုရင်3000ဆိုတော့1000 short ပေးတယ်ပေါ့နော်ကဲဒါတော့ဂျက်တီကိုတောင်းပေါ်တာပြီးတော့ရောက်သွားပြီပေါ့နော်ဂျက်တီကိုတောင်းတဲ့ကာဆင်းတဲ့နေရာလေးဂျက်တီကိုဖျားကိုရောက်ဖို့အတွက်မိနစ်လမ်းတော်ရှောက်ရသေးတယ်ပေါ့နော်နိုင်ခွဲလောက်ရှောက်ရတယ်ပေါ့နော်နိုင်ခွဲလောက်ရှောက်ရသေးတယ်ပေါ့နော်ဒီလမ်းမှာဆိုရင်ဒါထမင်းဆိုင်တွေရှိတယ်အင်ကြီးဆိုင်တွေရှိတယ်အမှတ်တရပေါ့နော်ရောင်းတယ်ဂျိုက်တီကိုတနတ်တွေဂျိုက်တီကိုတောင်မွေးတွေဂျိုက်တီကိုနဲ့ဂျိုက်တီကိုဆန်တော်ဆေးတော်မြတ်ကြီးနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေရောင်းတဲ့ဆိုင်တွေလမ်းမှာအများကြီးရှိတယ်ပေါ့နော်အဲ့တော့တောင်တက်ဂျိုက်တီကိုတောင်ပေါ်တွေကားကြီးကနေပြီးတော့ဂျိုက်တီကိုဖျားဆန်တော်ရှင်ဆေးတော်မြတ်ကြီးရှိတဲ့နေရာကိုနိုင်ခွဲလောက်လမ်းလျှောက်ရတယ်ပေါ့နော်ဒါလမ်းမှာတော့ဘာဖြစ်ဖြစ်စားစရာရောင်းတဲ့ဆိုင်တွေလည်းရှိသလိုအခြားသောဒီအင်းအဝတ်စားအမှတ်တရရောင်းတဲ့နေရာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီတောင်တက်ကားဂိတ်ကနေပြီးတော့ဒီဂျိုက်တီကိုပြရှိတဲ့နေရာကိုသွားတဲ့လမ်းမှာလည်းဒီဘယ်ဘက်မှာပေါ့နော်ဘယ်ညာဘက်မှာပေါ့နော်ညာဘက်မှာလည်းသူတို့ဒီဘယ်လိုပြောဟိုတယ်တွေရှိတယ်ပေါ့နော်ဟိုတယ်တွေအများကြီးရှိတယ်ပေါ့နော်ဟိုတယ်တွေအများကြီးရှိကြပါတယ်ဟိုတယ်တွေမင်းတို့အမှလည်းတဲလို့ရဒါပေမဲ့လို့ကြိုက်တူဖျားနေတော့နည်းနည်းဝေးတာပေါ့နော်ဥမာ10မိနစ်15မိနစ်မိနစ်20ပေါ့နော်အဲ့လိုပေါ့အဲ့လိုတွေအများကြီးကြီးတယ်ပေါ့နော်ကိုယ်ပစ္စည်းတွေပါလို့လဲမတည်ခြင်းဘူးဆိုရင်ဒီကြိုက်တူတောင်တက်ကြောင်တဲ့ကားဂိတ်ကနေပြီးတော့ဒီအထမ်းတယ်တွေကိုဒီလမ်းဆင်းလျှောက်တဲ့နေရာနေပဲဒီလိုမျိုးရှေ့မှာမြင်ရတဲ့ဒီအထမ်းတယ်လို့ပုံစံမျိုးနဲ့ဒီပစ္စည်းတွေတဲလို့လည်းရတယ်ပေါ့နော်ဈေးကတော့မသိဘူးနော်ဘယ်လောက်ရှိလဲဆိုတာတော့ဈေးမိပြီးတော့တဲလို့ရအများကြီးတော့မရှိတော့ဘူးထင်ပါတယ်နော်2000တို့3000တို့ပေါ့လေအများဆုံးပေါ့နော်ရှေ့ရချင်းတစ်ချင်းလောက်ဆိုအဲ့လောက်ပဲရှိမယ်လို့ထင်တာပါနော်လမ်းလျှောက်ပေါ့လေလမ်းလျှောက်တဲ့ကြောင်ညာဘက်မှာတို့ဒီဘက်မှာတို့ပေါ့လေဟိုတယ်တွေစားသောက်ဆိုင်တွေအမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေဒါအများကြီးရှိတယ်ပေါ့နော်အများကြီးလဲဟိုဈေးဝယ်စရာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါကတော့ဒါအခုမှကြိုက်ထီဟိုဒီဖင်ရရဲ့မုတ်ဦးဝါကိုရောက်တာပေါ့နော်ဒီမုတ်ဦးဝါနဲ့ကားကိန်းနဲ့က15မိနစ်လောက်15မိနစ်20လောက်ရှောက်ရမယ်ပြီးတော့ဒီမုတ်ဦးဝါနဲ့ကြိုက်ထီကိုစံတော့ရှင်စီတော်မြေရှိတဲ့နေရာကို10မိနစ်လောက်ဒါထပ်ရှောက်ရမယ်ပေါ့နော်ကြိုက်ထီကိုရင်မြေရှိတဲ့နေရာထပ်လျှောက်ရအောင်နော်ဒီနေရာကနေစပြီးတော့ဒါဖနက်ချွတ်ရမယ်ပေါ့နော်ဖနက်တွေလည်းချွတ်ရမယ်လို့ဒါရေးထားတယ်စံတော်ရင်ကြက်ဒီရောစီတော်မြတ်ကြီးရဲ့မဟုတ်ဟွာကနေစပြီးတော့ဖနက်ချွတ်ရမယ်ပေါ့နော်ဒီနေရာမှာဒါဖနက်ချွတ်ပါလို့စာရေးထားတယ်ပြီးတော့ဒီနေရာနေစပြီးတော့ဒီဘယ်လိုပြောရမလဲပေါင်းမီတူတွေဒီဘာတွေညာတွေလည်းဝတ်လို့မရတော့ဘူးဆိုပြီးတော့ဒီမှာသူတို့စာတွေအများကြီးကတ်ထားတယ်ပြီးတော့အိမ်မွေးတရိတ်ဆန်တွေလည်းဒီနေရာနေစားပြီးတဲလို့မရတော့လို့ပြောတယ်ပေါ့နော်ဒါကြက်ဒီယိုမဟုတ်ဘူးရဲ့ဒီပေနာအကြုံပါတော့မှရိုးရိုးလေးဟိုတယ်ဝမ်းပေါ့နော်ဒီနေရာနေဆိုရင်တော့ဒါကြက်ဒီယိုဖျားရှိတဲ့နေရာကို10မိနစ်လောက်ရှောက်အောင်မယ်နဲ့တွေ့ရှောက်အောင်ပေါ့နော်အဲ့ဒါရိုးရိုးလေးဝမ်းပြီးရိုးရိုးလေးတူးပေါ့နော်ပြီးလို့စင်ဟိုဒီတခြားမှာတော့ဟိုတယ်တွေအများကြီးပါနော်တဲခုကန်တွေအများကြီးပါနော်အဲ့တော့ဂျာဂျီယိုစီတော်မြတ်ကြီးကိုတွားရောက်ဖုံးရောက်မယ်ဆိုရင်လည်းဒီအခါကြီးရက်ကြီးတွေနဲ့စနေနေ့တနင်္ဂနွေတွေတွားရောက်ဖူးတွားရောက်ဖုံးရောက်တာပိုကောင်းတယ်ပေါ့နော်အခါကြီးရက်ကြီးတွေနဲ့ဒီစနေတနင်္ဂနွေတွေဆိုရင်တော့ဂျာဂျီယိုစီတော်မြတ်ကြီးကဒီလူလည်းရမ်းများတယ်ဟိုတယ်တွေလည်းငါးခက်တယ်ပေါ့လေအရာအလုံးကတာမန်နေတဲ့ပို့ပြီးတော့ပုံဈေးကြီးတယ်ပေါ့နော်မိမိတို့သွားတဲ့နေ့ကတော့17ရက်2လ2025ခုနှစ်အင်္ဂါနေ့ဆိုတော့ကြားရက်ကြတယ်ပေါ့နော်ကြားရက်ကြတော့လူလဲဒါမြင်းတဲ့အတိုင်းပဲရှင်းပါတယ်ပေါ့နော်လူလဲရှင်းတယ်ဟိုတယ်တွေလည်းရှင်းတယ်နေရာတော်တော်များများရှင်းတယ်ပေါ့နော်ဘုရားဘူးတဲ့နေရာဒီမှာလဲဒါရှင်းတယ်ပေါ့နော်ဘုရားရှင်မြေတော်တွေမှာလဲ
ရှင်းတဲ့အခါကျတော့သိပြီးတော့ဈေးမကြည့်ဘူးပေါ့နော်ဒါဒီမှာဒီနောက်မှာလည်းဒါတဲခိုကန်နေရှိတယ်ပေါ့နော်ဒါညာဘက်မှာတဲခိုကန်နေတာအများကြီးပေါ့နော်တဲခိုကန်နေလည်းအများကြီးရှိတယ်ညာသွားပြင်တော့ဟိုမှာရဒီဘုရားကတော့လှမ်းမြင်နေရပြီနော်တဲခိုကန်နေလည်းအများကြီးရှိတယ်ပေါ့ဒီမှာဒါကတော့ဟိုလားတောင်တက်ကားရက်တဲ့နေရာနေပြီးတော့လမ်းလျှောက်ရတဲ့နေရာပေါ့နော်မိနစ်30လောက်မိတော့မိနစ်30လောက်ရှောက်ရတယ်ပေါ့နော်နေကမိုင်းဆိုတော့နေတော့နည်းနည်းပူတော့ပေါ့ဒါပေမဲ့လို့ဒီဥစ္စာတော်မျိုးကြီးကိုဖူးခြင်းနဲ့စိတ်နဲ့ဖူးမြော်ခြင်းနဲ့စိတ်ကြောင့်တော့မောတယ်လို့လည်းစိတ်ထဲမှာသိပြီးတော့မခံစားရပါဘူးเนาะမိတို့ဖျားဖို့ဘက်ကမိဘတွေရဲ့ဒီရန်တန်ကားတွေရဲ့တခါတခါမှညီကိုမောင်နှမတွေရဲ့ဆိုတော့စုစုပေါင်း14ယောက်ဆိုတော့ဗောနော်ဒါလမ်းမှာလည်းကြက်ဒီကိုဖျားကိုလာဖူးနေတာဗောနော်အဲ့တော့ဂျာရဲ့ဆိုတော့လည်းနည်းနည်းလေးလူကတော့ရှင်းတယ်ဗောနော်ရှင်းတယ်အဲဒီလိုရှင်းတယ်ဒီမှာကဲကြက်ဒီကိုဖျားရဲ့ချင်းပြတော့ကိုရောက်ပြီဗောနော်ဒီညာဘက်မှာဟိုမှာရေတန့်ဆက်ပြီးနားမှာဒီမှာပေ40တက်ခုကန်ရှိတော့မိမိတို့ကအဲ့မှာတဲတာဗောနော်အဲ့တော့တဲတာကဒီမှာကတညကိုတယောက်ကို8000ဗောနော်8000ဗောနော်8000ဗောဒါဘုရားနဲ့အနည်းဆုံးကဈေးအချို့ဆုံးနေရာတွေဗောနော်အဲ့တော့8000ဆိုတော့မိမိတို့ဒီက14ယောက်ဆိုတော့ဒီမှာပဲတဲလိုက်တယ်ဗောနော်ဆောင်းပြီးတယ်ခေါင်းလည်းပြီးတယ်ပေါ့နော်ခေါင်းလည်းပြီးတယ်ခေါင်းလည်းပြီးတယ်ပေါ့နော်ပြီးတော့ရေချိုးကန်းအိမ်နာကတတ်တတ်ပေါ့နော်ရေချိုးကန်းအိမ်နာကတတ်တတ်အဲ့ကိုနေတဲတဲ့အထက်မှာလည်းထက်တိုင်းမှာရေချိုးကန်းအနိုင်တွေရှိတော့နော် public ဆိုဒါပေမဲ့လို့တန့်ပါတယ်ပေါ့လေမစိုးဘူးပေါ့ပြောအောင်ပေါ့နော်ရဒီယိုဖျားပေါ်မှာရဒီယိုဖျားနဲ့နီနာနာမှာဒီလိုမျိုး8000နဲ့တညတဲဝင်ရတာလေတော်တော်ကြီးကိုအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကဒီနားမှာလည်းဒီတိတ်သားဆောင်တို့ဟာကျန်တဲ့အဆောင်တွေပါပြီးရိုးရိုးလေး3တို့လည်းရှိတယ်ပေါ့နော်ရိုးရိုးလေး3တို့လည်းရှိတယ်တိတ်သားဆောင်လည်းရှိတယ်ပေါ့နော်ရှိတယ်နှစ်ပေးရှိတယ်အများကြီးပဲရှိတယ်ပေါ့နော်ဒီမှာဒါမျိုးတို့ဖက်ဓာတ်ပုံရိုက်ကြတာပေါ့နော်ဆိုတော့ဖေရဒီကိုဖေရရဓာတ်ပုံရိုက်ကြတာဒါကတော့ကြက်ဒီဘုရားကိုအောက်ဘက်ကနေတွားရောက်ဖူးမြော်ကြတာပေါ့နော်အဲဒီဘုရားကခုနပြောခဲ့သလိုပေါ့နော်ဂျားရဲဆိုတော့ဒီမှာလူရှင်းတယ်ပေါ့နော်ဒါလူရှင်းတယ်နောက်ပြီးတော့ဒီခုကနေကမိုင်းလည်းဖြစ်နေတာပေါ့နော်ညနေညပိုင်းတော့ညပိုင်းလို့ဆိုရင်နည်းနည်းလေးဂျားရဲဆိုရင်လည်းလူဘုရားဘူးလာရတဲ့မြေဝပြည်သူတွေအများကြီးရှိတယ်ပေါ့နော်ခုကမင်းမင်းတို့ကဘာလဲ17နာရီလောက်ဆိုတော့17နာရီဆိုတော့နေလဲတကယ်ပူနေတဲ့အချိန်ရောက်နေတယ်ဆိုတော့တပုံရိုက်တဲ့သူတွေနေချင်းမြန်သမားတွေလောက်ပဲရှိတယ်ပေါ့နော်ညာအိမ်မယ်သူတွေကတော့အေးစစ်စစ်အပင်တွေမှာဟောတဲကူကန်တွေမှာဟိုတယ်တွေမှာဒါအနားယူနေကြတာပေါ့နော်မိမိကကြိုက်သေးဦးစေတီတော်မြတ်ကြီးကိုဒီအခုရောက်တာနဲ့ဆိုရင်4កောက်ရှိသွားပြီပေါ့နော်လွန်ခဲ့တဲ့1990နဲ့6ခု9ခုလောက်ကတခါရောက်တယ်ပေါ့နော်မိမိအသက်73နှစ်14အဲ့လောက်တော့တခါရောက်တယ်ပေါ့နော်2012ခုနှစ်ကပေါ့လေတခါရောက်တယ်ပေါ့နော်မနှစ်က2024ခုနှစ်ကတခါရောက်တယ်ဒီနှစ်2025ခုနှစ်မှာတခါထပ်ရောက်တယ်ပေါ့နော်ညဆိုတော့မိမိအသက်40ပေါ့နော်အသက်40ရှိတဲ့ကြက်တီဆိုင်ရဲ့အကြီးကို4ချိန်မြောက်တာဖူးခွင့်ရတယ်ပေါ့နော်4ချိန်မြောက်ဖူးခွင့်ရတယ်ပေါ့အဲ့တော့ဒီနေ့ကတော့ဒါလူရှင်းတယ်ပေါ့နော်ကြားရက်လည်းဖြစ်တယ်ပေါ့နော်ဘာပဲဖြစ်ပေါ့လေမိစုလူတောင်းလာတော့မိရဲ့မိဘတွေညီကိုမောင်နှမတွေတန်ကားတွေဒီလိုနောင်တော့တွေဒါကမတွေနေပေါ့လေတကြီးကိုစေတော်မြတ်ကြီးကိုနေ့စဉ်လာရောက်ဖူးမြော်ခွင့်ရမယ်လို့ဒီစုလေးတောင်းခဲ့တာပေါ့နော်ကိုကျမ်းမာနေတဲ့အချိန်ကိုသွားနိုင်လာနေနိုင်တဲ့အချိန်မှာပါမယ်ပြန်ရမယ်လေဒီလိုမျိုးဖရားတွေကိုသွားရောက်ဖူးမြော်ခွင့်ရတာလည်းမိမိအတွက်ကံကောင်းခြင်းတစ်မျိုးပါပဲเนาะမိဘတွေနဲ့အတူတူပို့ပြီးတော့ဖူးခွင့်ရတယ်ဆိုတော့ပို့ပြီးတော့ကံကောင်းတယ်ပေါ့เนาะ
အဲ့တော့မိဘပြည်သူတွေနေတယ်ပေါ့နော်မိတို့ကျမ်းမာနေတဲ့အချိန်မှာပေါ့လေခီးတွေတော့ဖျားဘူးတွေသွားကြပါလို့ဒါဦးစင်ကတိုက်တွန်းတယ်ပေါ့နော်ကျမ်းမာရေးကောင်းနေတဲ့အချိန်မှာကိုသွားနိုင်လာနိုင်တော့အချိန်မှာသွားရတာပေါ့နော်ကိုမသွားနိုင်မလာတော့တဲ့အချိန်မှာဒီကြိုက်တီကိုစီတော့မြတ်ကြီးကိုသွားဖို့ဆိုရင်ပေါ့လေဖျားတွေဘူးခီးတွေသွားဖို့ဆိုရင်တော့ဒါတကယ်ဟိုမလွယ်ပါဘူးပေါ့နော်ကိုကတော့နေကင်းမိုင်းဆိုတော့နေပါပြပြပြီးတော့ရောက်တော့ရောက်ခိုက်ဆိုပြီးတော့နေပူရင်လည်းပူဆိုပြီးတော့ဖျားမှလိုက်ပြီးတော့ဓာတ်ပုံလေးရိုက်တယ်ဖျားရှိခိုးတယ်ဖျားရှိခိုးပြီးတော့ဓာတ်ပုံလေးလိုက်ရိုက်ကြတယ်ဗီဒီယိုတွေလိုက်ရိုက်ကြတယ်ဒီကြတဲ့ဖျားကြီးကိုလေးဘက်လေးနဲ့ပေါ့နော်လိုက်ပြီးဖြောက်ပြီးတော့ပတ်ပြီးတော့ဖူးကြရတယ်ပေါ့နော်အဲ့တော့ဒီကြတဲ့ဖျားအောက်ကအတက်ဆင်းကိုလည်းဒီဆိုရင်3ချိန်4ချိန်လောက်ရှိတယ်သွားလိုက်တယ်ပေါ့နော်အဲ့ဒါဒီကြတဲ့ဖျားပေါ်မှာမျိုးတို့ကတညကျင်းမှာပေါ့နော်တညကျင်းမှာမနေ့ပြန်မှာပြန်ဆင်းမှာပေါ့နော်ဒါကြတဲ့ဖျားပေါ်မှာဒီချိန်ကတော့တကယ်ကိုလူရှင်းနေတယ်ပေါ့နော်ညာပိုင်းဆိုရင်တော့ဒါဒီနေရာတွေဖျားဖုန်နေတဲ့မိဘပြည်သူတွေနဲ့ဒါအများကြီးပဲပေါ့နော်အခုချိန်ကတော့တော့ပြောသလိုပဲဂျားရဲလည်းဖြစ်တယ်အခု17နာရီဆိုတဲ့အချိန်ဆိုတော့နေလဲအရန်ပူနေတဲ့အချိန်တော့ဆိုတော့ကိုအခန်းမှာပဲဖြစ်ဖြစ်ကိုနေတဲ့တဲကိုခန်းမှာကိုကနေဟိုတယ်မှာပဲဖြစ်အေးစစ်စစ်အနားယူနေကြတာပေါ့နော်ညနေပိုင်းမှာပဲဒါဖျားဘူးတွေနဲ့ပြန်ပြီးတော့စီကားမှာပေါ့နော်ဒီမှာဒါမီးတွေလည်းပူဇော်လို့ရတယ်ခေါင်းလောင်းတွေလည်းလူလို့ရတယ်ပေါ့နော်ဂျာရီရဇန်တော်မြန်မာကြီးမှာရွှေသင်္ကန်းတွေလည်းကတ်လို့ရတယ်ပေါ့နော်ဒီမှာဒီရွှေစင်တော်ငန်းကတ်တာကတော့ဒီဂျာရီရဇန်တော်မြန်မာကြီးမှာရွှေသင်္ကန်းကတ်မယ်ဆိုရင်တော့အရန်တန်ငါတွေနဲ့ဒီအမျိုးသားတွေပဲဒီတဲကိုကတ်လို့ရတယ်ပေါ့နော်အမျိုးသမီးတွေတော့သူတို့ဝင်ဝက်ပေးမထားဘူးပေါ့နော်အမျိုးသမီးတွေကိုတော့ဝင်ပေးမထားဘူးပေါ့နော်ဒါဒီနေရာမှာဒါဘယ်ဘက်မှာဆိုရင်ဒါညာပိုင်းဆိုရင်ဒီဘက်မှာအဲ့တဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါကတော့နေကင်းပိုင်းဆိုတော့နေပူတဲ့အခါကျတော့ဒီလိုပဲအနားယူပြီးတော့အနားယူနေကြတာပေါ့နော်တောင်ပေါ်မှာကတော့နေကမိုင်းဆိုတော့လူရှင်းနေတာပဲအခါကြီးရဲ့ကြီးတွေဆိုတော့နေကမိုင်းလည်းလူမရှင်းပါဘူးဒါတနင်္ဂနွေအခါကြီးရဲ့ကြီးတွေဆိုရင်တော့နေကမိုင်းလည်းလူမရှင်းဘူးလူတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့အကြံပြုချင်တာကတော့ကြိုက်သေးစံနေရောစေရောနဲ့ကြီးကိုတွားရောက်ဖုံးရောက်မယ်ဆိုရင်တော့ပေါ့နော်အခါကြီးရဲ့ကြီးတွေလည်းစနေတနင်္ဂနွေကိုမတွားဖို့အကြံပြုချင်တယ်နော်ဘုရားလည်းတေချာဖူးအောင်မဟုတ်ဘူးနော်လူတွေအရမ်းများလို့ပေါ့နော်အမေတို့သွားလိုက်ရတာတော့ဂျာရဲဆိုတော့လူတွေရှင်းတယ်ပေါ့နော်နောက်တစ်ခုကဒီဂျာရီရိုဆန်နေစီရိုကြီးပေါ့မှာဒီရင်မင်းမောမှာပဲလေအဲ့လိုရတယ်ပေါ့နော်ဒါအမေတို့အနေနဲ့ဒီအဲ့ချင်တယ်ဆိုကိုဆောင်ကောင်းနေယူလာပြီးတော့လေဒါအဲ့လိုရတယ်ပေါ့နော်ဒါမှမဟုတ်လေဒီပေါ်မှာဖြားတွေကောင်းတွေငားတယ်ပေါ့နော်ဖြားတွေလည်းကောင်းတွေငားတော့ငားတယ်ဒီရင်မင်းမှာလည်းအဲ့လိုရတယ်ပေါ့နော်နည်းနည်းတော့အေးမယ်ပေါ့နော်မင်းတို့သွားတဲ့နေရာ2လပိုင်းဆိုတော့အဲ့ချိန်တော့အေးတယ်ပေါ့နော်ဆိုတော့အခုကတော့ဒီကတော့တိတ်မအေးတော့3လပိုင်း4လပိုင်းနေဆိုရင်တော့ဒါမအေးတော့တော့ဘူးပေါ့နော်ဒါကြောင့်ကျမကြီးကောင်းတဲ့အချိန်မှလည်းပေါ့လေမျိုးတို့အနေနဲ့ပေါ့နော်မြန်ပြည်သူများအနေနဲ့ခီးတွေသွားပြီးတော့ဖျားတွေလည်းဖူးကြပါလို့ကျမတော့အချိန်ပါပေါ့နော်ကဲအားလုံးပဲကြိုက်တီမျိုးစံတော်ချင်းစီရီတော်မြတ်ကြီးကိုဖူးမြော်ခွင့်ရကြပါစေ